ဒါလူထမ်ဘောရဲ့အပြင်ဘက်ချန်ကျွန်တော်ရိုက်ပြတာပေါ့နော်ဒီမှာကျတော့ဝင်ကြေးမလို့ဘူးတော်တော်မိုက်တဲ့တရားချက်သူရဲ့အပြင်ဘက်ကပုံစံဒါကြတော့လေအခုကျွန်တော်ဘလူးထမ်ဘောရောက်နေတာပေါ့နော်ဘလူးထမ်ဘောကြတော့သူပြောပြချက်အရာဒီဘလူးထမ်ဘောကိုတိဆောက်ခဲ့တဲ့လူကကြတော့ဒီ white ထမ်ဘောကိုတိဆောက်ခဲ့တဲ့ဆရာရဲ့တပည့်သူကပြန်ပြီးမှသူရဲ့ community ကိုလာပြီးမှဒီထမ်ဘောကိုတိဆောက်ခဲ့တာပေါ့နော်ဒီထမ်ဘောကကျတော့သူက2006ကနေဆောက်ခဲ့တာ2016မှာပြီးခဲ့တာပေါ့နော်အခုဆိုရင်စနေနေ့မှာကြာခဲ့တာပေါ့နော်ပြီးရင် where the Buddhism cover. So that's why from another temple because of the design of art is created by the artist. The guy who built the temple, his name is Martin Puttagapgel. He also the artist could be painter, and he is one of the 请脱鞋，并把它们放在下面的鞋架 လေး 上 ဝင်。မယ်နော်ခဏ 都让ถอดรองเท้าและ往轮地上放。 ပြီးရင်ဒီ blue temple ရဲ့လက်ရကြတော့သူကဒီမျိုး architect တွေရတော့သူကလက်နဲ့လောက်တော့စနေလောက်တယ်ပြီးရင်ဒီနေရာမှာလာပြီးမှကတ်တာပေါ့နော်ဒါပေမဲ့တော်တော်လေးတပ်ပဲပေါ့နော်ဒီတစ်ခုရမိုက်တယ်အခုကျွန်တော်ဘေးပတ်လေရင်ရိုက်ပြတာခါကျရင်ကျွန်တော်ထဲဝင်မယ်အမ်ဘောကကြတော့လေသူကနာမည်နဲ့ရှယ်တော့ကျွန်တော်သူ့ရဲ့ဖျားနာမည်ကျွန်တော်မမမိလိုက်ဘူးထိုင်းလို့ဘယ်လိုခေါ်လဲမသိဘူးသူ့ရဲ့ဖျားအထဲမှာท่านใดนะคะที่ไหว้พระทำบุญเสร็จแล้วและยังมีเวลาว่างยังชมบรรยากาศเสริมได้ နောက်တစ်ချက်ကကြတော့သူကအထဲမှာကြတော့ဗီဒီယိုရိုက်လို့ရတယ်တပ်ပုံရိုက်လို့ရတယ် white temple ကြတော့မရဘူးဘာဖြစ်လို့ဆိုတော့သူရဲ့ white temple ရဲ့အထဲမှာရိုက်တဲ့မဲ့အာနိချက်ကပါဆိုတော့သူရဲ့ဒီလက်ရပေါ့နော် copyright မငြိချင်ဘူးပေါ့နော်စိုးနေလားမသိဘူးအပြရအောင်ဟုတ်တယ်အယောစိုးเราได้คัดสรรรสชาติทั้งเสียงอร่อยมาหลายรสสูตรเข้าwhat ထိုင်းလုံးမပြောတတ်ဘူးကွာ Blue Temple ရဲ့သူတို့ရဲ့ local souvenir ကိုကျွန်တော်တစ်ချက်ပြပေးမယ် let's go oil fill to the lamp 的帮助洗脑和尚、学生还有公益 local souvenir 是一支 Blue Temple မှာရှိတဲ့ local souvenir ပေါ့နော် 开心才能做好事。欢迎大家来买，谢谢大家。ยังปูไปปง นี่อันเก่านะนี่มันเราแกะ bracelets มา the watcher တိတ်ပြီးမြင်မြင်ဆဆမရှိဘူးဒါစားတော့လို့ကြည့်ကျွန်တော်ရဲ့ကြည့်ရှုသူတို့ရဲ့ကျွန်တော်ရဲ့
YouTube channel နဲ့ Facebook ကို like and share subscribe follow လုပ်ပေးကြပါဦးခင်ဗျာကျွန်တော်ကလေဒီမျိုးခရီးသွားရတော့လုံးဝသဘောကျတယ်ဘာဖြစ်လို့ဆိုတော့ကိုယ့်ကို self improvement လုပ်ဖြစ်လာတယ်လို့ကျွန်တော်ခံစားရတယ်ဘာဖြစ်လို့ဆိုတော့အကုန်လုံးကိုယ့်ကို manage လုပ်တတ်လာတယ်ဘာလို့ဆိုတော့ဒီပြောတာအဲ့နှုံးကဆိုလုံးဝကို self management တော်တော်လေးညံ့ဖြစ်တာပေါ့နော်ခီးတော်လာရင်ဒီမျိုးခီးတော်နေရင်လည်းကိုသူ့အတူကြည့်လာဟော self management တော်တော်လေးကျွန်တော်ညံ့ဖြစ်သေးပါလားဆိုအဲ့တော့ကျွန်တော်ကိုယ့်ကိုပြန်ပြီးမှပြုတ်ပြပြီးမှတဖြည်းဖြည်းပြောင်းလဲလာတော့ပေါ့နော်